အောက်မှာမိုးရရှိနိုဘီတွေကရောက်လာပြီးနာရူတိုရေထဲဆွဲချသွားပါတယ်ပြီးရဲ့နောက်ဝါတာကလုံးဂျူစုကိုတုံးပြီးရေအောက်ထဲမှာချုပ်ထားကြပါတယ်နာရူတိုကတော့အခုလိုမိုးရနေညတွေအသာစီးရနေတဲ့ရေအောက်ထဲမှာရှယ်လိုကလုံးဂျူစုကိုတုံးလိုက်ပါတယ်ပြီးရဲ့နောက်ကိုဝါးတွေကိုတန်တရာထဲမှာဆုပ်ပြီးဘရာဇင်ဂန်ရဲ့ပထမအဆင့်ချာကရာလေဘက်ချင်းနဲ့ရေဝဲကြီးတစ်ခုကိုဖန်တီးကလေ့ကျင့်မှုကိုကောင်းကောင်းအသုံးချနိုင်ခဲ့ပြီးလွတ်မြောက်ခဲ့ပါတယ်ဆာစကေကတော့လွတ်တာနဲ့ရေပေါ်ကိုပြန်တက်သွားပြီးရေထဲမှာတတိနစ်နေတဲ့ဆာကူရာကိုတော့နာရူတိုကမရမကခေကန်းဆက်ကိုရောက်လာခဲ့ပါတယ်နာရူတိုကပုံမှန်ဆိုရင်ခတ်တုံးတုံးငပေါ်တယောက်ဖြစ်ပေမဲ့တိုက်ပွဲထဲမှာဆိုရင်ရောဘတ်ရဲ့ IQ ဘလောက်ကောင်းလဲဆိုတာဒီအပိုင်းမှာထပ်ပြီးမြင်ခဲ့ကြရပါတယ်။တမ်းပေါ်ရောက်လာတော့သတိပြန်ရလာတဲ့ဆာကူရာကဆာစကဲကို CPR လုပ်ပြီးကယ်ဆယ်ခြင်းပေမဲ့နာရူတိုကလုပ်ဖို့ကြိုးစားတာကြောင့်ထလာပြီးနာရူတိုကိုထုလိုက်ပါတယ်။ပြီးရနဲ့သူ့ကိုရေထဲမှာထားခဲ့တဲ့ဆာစကဲနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားပြီးအသက်ဆုံးကယ်ပေးခဲ့တဲ့နာရူတိုကတော့ထုံးစံအတိုင်းထားခဲ့ခံရပါတယ်။ပြုံးနေစီလို့ဂျုံနဲ့အယုတ်တွေငါဝယ်ထားတယ်မမုံနဲ့ဘိုးရင်ကမတိတက်ခဲ့